နိုင်ငံခြားရောက်တဲ့အခါမှာလုပ်ရတဲ့အလုပ်အများစုကသူတို့နိုင်ငံသားတွေမလုပ်နိုင်တာဒါမှမဟုတ်မလုပ်ချင်ကြတဲ့အလုပ်တော်တော်များကိုကျွန်တော်တို့အခြေခံလုပ်သားတွေအနေနဲ့လုပ်ကန်ရတာများပါတယ်ဒါကကျွန်တော်ပြည်ပရောက်ပြီးတော့အစင်မပြေကြောင်းပင်ပန်းကြောင်းညှဉ်းညူပြနေတာမျိုးမဟုတ်ပါဘူးကျွန်တော်ပြည်ပရောက်တဲ့အခါဖြတ်တန်းရတဲ့ live တစ်ခုကိုတည်ထားနိုင်အောင်လို့ဖြစ်ပါတယ်ကျွန်တော်ကိုရီးယားမှာအခုလက်ရှိလုပ်နေတဲ့စက်ရုံမှာဆိုရင်ကျွန်တော်နေတိုင်းchemical 3မျိုးလောက်ထိတွေ့ပြီးတော့ဆေးဖြော်တဲ့အလုပ်ကိုလုပ်ရပါတယ်ဒီ chemical တွေကအရန်ပြင်းတယ်လက်နဲ့မတော်စားထိမိရင်တော့မှအသားတွေကျုံတက်တဲ့အထိဖြစ်တယ်ပေါ့လေဒါကျွန်တော်အလုပ်ရဲ့တစ်ပိုင်းစာကိုပြောပြတာပါကျွန်တော်နီးတူဒါမှမဟုတ်ကျွန်တော်ထက်ပိုခက်ခဲတဲ့အပူခမ်းအေးခမ်းတဲ့မှာတနေ့လုံးအလုပ်လုပ်ရတဲ့ညီကိုတွေလည်းရှိပါတယ်ကျွန်တော်အဓိကပြောပြချင်တာကတော့နိုင်ငံခြားရောက်ရင်အရာအလုံးအဆင်ပြေနေတယ်ဆိုတာထက်ဒီခံရတဲ့အပိုင်းတွေလည်းရှိသလိုမျိုးသိပ်ပြီးတော့အိမ်မှာကြံခဲ့တဲ့မိသားစုတွေကိုချစ်ရတဲ့သူတွေအတွက်အဆင်ပြေဖို့အခုလိုမျိုးခက်ခဲတဲ့အခြေအနေတချို့ကိုဖြတ်ကျော်ပြီးမှလောက်ကန်ရတယ်ဆိုတာကိုပြည်ပထွက်ဖို့ပြင်ဆင်နေကြတဲ့ညီကိုမောင်နှမတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်နိုင်ဖို့ရယ်မိသားစုတွေအနေနဲ့လည်းတိထားစေခြင်းတဲ့သဘောနဲ့အခုဗီဒီယိုလေးကိုလုပ်ဖြစ်လိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ပြေးပါအားလုံးပဲ peace ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်